Very good. Hello, အားလုံးပဲမင်္ဂလာပါ။လာပြီးတော့ကျေးဇူးတင်တယ်။ကျွန်တော်ဖတ်ချင်တာကမြန်မာပြည်စစ်အာဏာရှင်သိမ်းမှုစန့်ကျင်ရေးဖွဲ့ရဲ့သဘောထားထုတ်ပြန်ချက်ကိုကျွန်တော်ဖတ်ချင်ပါတယ်။2021 ဖေဖော်ဝါရီလ1ရက်နေ့မှာမြန်မာတပ်မတော်သည်ပြည်သူများမဲဆန္ဒဖြင့်တရားဝင်ရွေးချယ်တင်မြှောက်ထားသောပြည်သူအစိုးရများဝန်ကြီးများလက်တော်များနှင့်နိုင်ငံရေးတပ်ဖွဲ့သူများကိုဖမ်းဆီးထိန်းသိမ်းပြီးနိုင်ငံတော်အာဏာကိုအာဏာသိမ်းယူခဲ့ပါသည်။ကျွန်တော်မြန်မာတပ်မတော်ကနိုင်ငံတော်အာဏာအားအင်အားသုံး၍အကြမ်းဖက်လူယူမှုသည်မြန်မာဒီမိုကရေစီအသွင်ကူးပြောင်းမှုခီးလမ်းကိုပိတ်ဆို့ဖျက်ဆီးကာဆီယနာရှင်တနည်းသို့ပြန်လည်နောက်ကျောင်းပြန်သွားနေခြင်းဖြစ်ပါသည်။ဩစတြေးလျနိုင်ငံတွင်နေထိုင်ကြသောမြန်မာပြည်ပွားများအနေဖြင့်မြန်မာတပ်မတော်၏လုပ်ရက်ကိုတရားမဲ့သောလုပ်ရက်ဖြင့်အပြင်းထန်ရှုံချကြောင်းစန္ဒသဘောထားထုတ်ဖော်လိုပါသည်။လက်ရှိဖမ်းဆီးထိန်းသိမ်းခံထားရသောနိုင်ငံတော်၏အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်သမ္မတ၏ဦးဝင်းမြင့်အပါအဝင်ပြည်သူ့စန္ဒများဖြင့်နိုင်ငံရွေးကောက်တင်မြှောက်ထားသောပြည်သူ့ကိုယ်စားလှယ်များတန်ဃာတော်များအစိုးရအဖွဲ့ဝင်များနိုင်ငံရေးတပ်ဖွဲ့လှုပ်ရှားသူများစာရေးဆရာတပ်သိပညာရှင်များကိုချွင်းချက်မရှိအမြန်ဆုံးပြန်လှုပ်ပေးရန်တောင်းဆိုပါသည်။ထို့ပြင်မကြာမီကအောင်မြင်စွာကျင်းပပြီးစီးခဲ့သော2020ထွေထွေရွေးကောက်ပွဲကြီးရတာဟာလုံးဝအတိမတ်ပြုရမည်ဖြစ်ကြောင်းတောင်းဆိုလိုက်သည်။ Australia ရောက်မြန်မာပြည်သူမြန်မာပြည်သားများ So everybody, make sure you are staying apart, at least 1 meter apart at the back. We're seeing people flogging at the back, so we're gonna help each other out here. Please, please make sure you're staying apart, at least 1 meter apart. Social distancing လုပ်ပေးကြပါနောက်မှရက်ကန်နေလို့နောက်ကမကြောက်လို့လည်းပြောနေတာကြားပါတယ်တကယ်ပေးပါမယ်အနောက်က1 meter အများဆုံးချပြီးတော့နေပေးကြပါကျေးဇူးပြုရယ် social distancing အတန်လေးလည်းဝင်နေပါပြီအကုန်လုံးမှာဒါပေမဲ့ဟောပေးပါလားတော့ပေးပါလား please နောက်မှရှိနေတဲ့လူတွေကျွန်တော်တို့ဒီတပွဲနဲ့ကျွန်တော်တို့ရက်သွားလို့မဖြစ်ပါဘူးနောက်ထပ်ပွဲတွေလည်းဆက်လုပ်စရာရှိတဲ့အတွက်ကြောင့်မလို့အနောက်အပေါ်မှာရှိနေတဲ့လူတွေရောနောက်ဘက်ကလူတွေရောတမီတာစီနောက်ကိုစုပ်ပေးရမယ်ဖြစ်ဖြစ်ဘေးကိုဆင်းပေးရမယ်ဖြစ်ဖြစ်လုပ်ပေးကြပါကျေးဇူးတင်ပါတယ် ဟုတ်ကဲ့အခုကျွန်တော်ရေးလုပ်တဲ့မြန်မာနိုင်ငံဆန္ဒသိမ်းမှုစံကျချုပ်ချရေးဖွဲ့ရဲ့ကိုစားအမှားစကားပြောကြပေးဖို့ဦးမြင့်ဆွေကိုဖိတ်ခေါ်ချင်ပါတယ်အခု social distancing နဲ့လည်းလိုက်နာပြီးတော့လုပ်ပေးကြပါနောက်ကတယောက်နဲ့တယောက်နည်းနည်းလေးခွာပြီးချပေးပါနော် Please stay apart. Everyone's asking you for a very good reason. Because of the COVID virus, it's very important that we stand at least a metre apart. So I can see at the back people are very close together and the police have warned us that if that continues
will not be able to hold these protests. So we're begging you, please stand at least a metre apart. Thank you. Hello. Oh, a boy, I'm doing it. Oh, boy, I'm doing it. Oh, boy, I'm doing it. Oh, boy, okay. The love you in Jayala. Majaya. Okay, Jesuti Mare. Janoro. Aku Sagama Biogima. Janoro Australian. Panitana is it. Aborigine Yorine. Janoro. The Soyao. Janoro. Chishani can you pay that way? Yanga Jesuti, Panama in the judgment. Sorry. Janoro, the Apoesia Koda. The Labio Yare Dwelle. Apoesio. Lower Jesuti Mare. They are like a Alon Jesuino, Panama, no goes in, you know, Georgia. Tomorrow, Dine Yaunina, Yama Pima, General Pido Anavo. The lava in Tayani, Natam the Satima, Pido Anavo, Quay Fedore, Quay Fedore. General Yama General Diniama, Harido, General Lao Suyomio, Yama Pidania, Au, General Piania Pibari. Yama Bima, Turogo and Yeswe Tare, the township president you, Turogo and Chief Tapio, Mahote, John Piagetine. Pidu Anabu, Lenene, Matea, you are the game, Matea, a drag. General, Ari, General, where you, Nainama Shini, General, go be there, do, General, a bit like Chemoma, everybody. Aidaga, General, Nama Bima, Patu, I don't Anna Dana, let's hold him. Then I Shini. Then I was here. A chica pit, me outline, me the drag. To Roya, Josie, pay now low. To know, Diana, Taylor, pity. Tajamulo, Jano Doga, to Roya, Siwaya, Yama Piduria, a Josie Warrior, Yare, Muekiri, the Yanzatari, Yare, Paisan pity. Arayamu, Janora, Yama Piduri, Lato, Ana Piao. Nainagama Shide, Pidurega, Yama Piduri, Wayo Pambo, General, Yama Piduri, Adago, Yama Piduri, Latayao, Pianle, Tabijava, Zolo, Georgia in it, General, where's here Goda, Nico Chobagana. Go,
မြောက်ရေးပြည်သူ့ဘောလွတ်မြောက်ရေးပြည်သူ့ဘောလွတ်မြောက်ရေးဒီမိုကရေစီရရှိရေးဒီမိုကရေစီရရှိရေးဆရာနာရှင်မေအောင်လိုက်ဆရာနာရှင်မေအောင်လိုက်ရေရောလုံးအရေရောလုံးOkay, General, Melbourne, you are my guitar. If you are a General, Lori Mialo, Lodema, I have to count to Sine Babi. Atu Australia, Melbourne, Koi, Umi, Korom, Mibiate can say Australia, Kulupi, Flinders Street High, Federal Square, to Hikorom, Upnapa, Duhlonak Langhternak.
ရေးကြီးပြီးကျွေးကိုပြန်ဆောင်ပါလားဒါလို့ပဲခန္ဓာစီစဉ်နဲ့ဆက်သွားဖို့ရှိပါသေးတဲ့အတွက်ကြောင့်ကျွေးကြော်တန်တွေတိုင်တာတို့တချင်းတွေဆိုတော့ကျွန်တော်တို့ဆက်ပြီးလာပါမယ်ခင်ဗျာဒါကြောင့်တန်ကြီးလေးခံပေးပါအခုကျွန်တော်တို့ပြည်ပြည်ကနေပြီးတော့အရေးတကြီးကျွန်တော်တို့ပေးပို့လာတဲ့နော်ပြည်နယ်ဝင်ကြီးချုပ်ဒေါ်နန်းပြင်ထွန်းကြီးကနေပြီးတော့ပေးပို့လာတဲ့မိကြားတော်ကျွန်တော်ဖတ်ကြားမှာဖြစ်ပါတယ်နော်ပြီးလို့ရှိရင်ကျွန်တော်တခြားစီစဉ်ဆက်သွားပါမယ်ခင်ဗျာถ่ายใครไม่ใช่ไปถ่ายอุ้ยถ่ายใครเปล่าโอเคအားလုံးလေးနေရာရိုးရပါနော်ထားလို့ရပါပြီဟုတ်တယ်လေကဲရမ်းပြီရတယ်ဆိုတဲ့ distance လေးပြန်အောင်လေကွာတယ်လို့ခေါ်ပါနားလည်လို့အားလုံးကိုကျေးဇူးတင်ပါတယ်
ဒေါ်ဖြစ်ဒီကတဝင်းတော်ကအထူးရေးကြီးပါတယ်ရှင်သူ့ရဲ့စေတနာနဲ့မေတ္တာကပါလာတဲ့ဟာပါကျမနန်းခင်ထွေးမြင့်ပါကျမရင်းပြည်နယ်ဝင်းကြီးချုပ်ပါကျမဒီ NLD ဘိုးဘဟုအမှုဆောင်ကော်မတီအဖွဲ့ဝင်ပါနိုဝင်ဘာ2020ရွေးကောက်ပွဲမှာတက်တက်တသားနိုင်ခဲ့ပါတယ်ကမ္ဘာပြည်သူတွေကိုပြောချင်တာကကျမဒီပြည်သူနဲ့အတူဒေါ်အောင်ဆန်းစုကြည်အပေါ်မှာသစ္စာရှိစွာဖြင့်အမြဲတမ်းတည်ခဲ့ပါတယ်ကမ္ဘာပြည်သူတွေကိုပြောချင်ပါသေးတယ်စီဆိုးရဟာကျမတို့ပြည်သူတွေကိုဝေဝဲကျွန်းတယ်လို့နေပေါင်းများစွာဖိနှိပ်ချွတ်ချဲခဲ့ပါတယ်ကမ္ဘာပြည်သူများရှင်မြန်မာပြည်ကြီးလွတ်မြောက်နိုင်အောင်ပြည်သူတွေကိုပြစ်ထားကြပါနဲ့ကူညီပေးကြပါကျမတို့ပြည်သူတွေဟာမြဲတည်မှနေရသလိုပါကျမတို့လည်းတင်တို့လိုပါပဲလွတ်လပ်တဲ့ဒီမိုကရေစီမှာနေခြင်းပါတယ်ကူညီပေးကြပါကူညီပေးကြပါဒေသစွာဖြင့်နိုင်ခင်ထွေမြင့်နေအိမ်အကျယ်ချုပ်ဖားအံကင်းပြည်နယ်မြန်မာ I will read out in English to all the people around the world. I am Nan Kintravian. I am the Chief Minister of Indian State, as well as a Central Executive Committee of NLD, a member of the Parliament of Khan Electorate. There are 10 contestants during the November 2020 election. I won with a landslide. What I would like to say to the people of the world, I am being standing still, standing tall with loyalty for our people and with our leader, Daw Aung San Suu Kyi. People of the world, as you all know, we had lived and struggled under the oppressed regime of the military junta. The junta treated like us slaves for several decades. People of the world, please don't ignore the plight. Our citizens are suffering. It is like living in hell. For our people, we are hoping you would help us. We, just like you, want to live in the world of freedom, democracy. Please help us. Please help us. With respect, Duhlonak Langhternak. From the house arrest, Pan, Myanmar. Thank you.
of them coming along. Please keep going. Okay, social distancing rule လေးလိုက်လာကြပါရှင်။နောက်မှနည်းနည်းလေးကပ်နေလို့နည်းနည်းလေးချပေးကြပါနော်။မြစ်တာရက်ခါပါရဲ့ရှင်။နည်းနည်းလေးချပေးကြပါ။ကြောင်းနဲ့ကြောင်းနည်းနည်းလေးချပြီးအနောက်ကလေးနည်းနည်းလေးဆုပ်ပေးကြပါရှင်။ကျေးဇူးတင်ပါတယ်။ Okay, social distancing rule လေးလိုက်နာပေးပါ။ကြောင်းနဲ့ကြောင်းအရင်မကက်ကြပါနဲ့နော်။ ဟုတ်ပါတယ်ကျွန်တော်တို့အခု Melbourne ဟုတ်ကဲ့အခုဒုတိယဧည့်သည်တော်အနေနဲ့ State Parliamentarian Victorian Labour Party MP Manfian Tat Members of Florida ကိုဖိတ်ကြားမှာဖြစ်ပါတယ်ရှင်။သူကနေပြီးတော့အမှားစကားပြောမှာပါ။လက်ခုပ်တီးပြီးတော့ကြိုဆိုလိုက်။ Melbourne ရောက်မြန်မာနိုင်ငံပြည်သူပြည်သားတွေဖြစ်ပါတယ်ဒီမှာစစ်အစိုးရအာဏာသိမ်းမှုကိုကျွန်တော်တို့မကျေမနပ်ဖြစ်နေပါသဖြင့်အခုလိုကျွန်တော်တို့စန္ဒပြခြင်းဖြစ်ပါတယ် our microphone to our honorable guest here Mantex. He is a long-term supporter of Burma or Myanmar. But before that, I just would like to make a special request to all of you. I highly appreciate all your support. But we were told by the police that we are very, very close to each other. We need to do that a little bit of social distancing. My sincere apology to you because our microphone is not good enough. Some of you might not hear us, so that's why you try to approach to the friends. But if you don't mind my asking, can you please move yourself and to the far right and to also to the far back, please? Before I pass, proceed the other program agenda. ကျွန်တော်အထူးမေတ္တာရပ်ခံချင်တာရှိပါတယ်ခင်ဗျာကျွန်တော်တို့အခုရဲရလာပြောပါတယ်ကျွန်တော်တို့ကဒီမှာလူတွေစုနေတဲ့အတွက်ကြောင့်နည်းနည်းလေးချဲ့ပေးပါတဲ့ဆိုတော့ကျွန်တော်တို့မိုက်ခရိုဖုန်းကလည်းမကောင်းတော့အကုန်လုံးကအရှိကိုလာပြီးနားထောင်ကြတယ်လို့ကျွန်တော်နားလည်ပါတယ်ဒါပေမဲ့အခြေအနေအကြောင်းမျိုးမျိုးကြောင့်နောက်ကိုနည်းနည်းဆုတ်ပေးပါညာဘက်ခြမ်းကိုနည်းနည်းတိုးပေးဖို့အတွက်ကျွန်တော်မေတ္တာရပ်ခံပါတယ်ခင်ဗျာအဲ့ဒါပြီးတော့ကျွန်တော်တို့ဟိုဆက်ပြီးသွားလို့ရပါမယ်ရဲကကျွန်တော်တို့မေတ္တာရပ်ခံနေတာ2ကြိမ်3ကြိမ်ရှိပါပြီခင်ဗျာကျွန်တော်တို့ဘွဲအတွက်ပေါ်လာပြီးလုပ်ပေးကြတဲ့ organizer တွေခင်ဗျာကျွန်တော်သူမေတ္တာရပ်ခံရစေကျွန်တော်တို့ဒီဆန္ဒပြပွဲကိုလာတဲ့လူတွေကိုညာဘက်ကိုနည်းနည်းတိုးပေးဖို့နဲ့အနောက်ဘက်ကိုနည်းနည်းတိုးပေးဖို့အတွက်လုပ်ပေးဖို့အတွက်သူမေတ္တာရပ်ခံပါတယ်ခင်ဗျာ So let's pause for a few minutes, let's say 2 minutes, so that after we settle down, we will proceed the program items. Thank you very much.ဟုတ်ပါတယ်ကျွန်တော်အခုမင်းရတဲ့ဟာကျွန်တော်တို့ Melbourne မြို့တာနမကြီးဖြစ်ပါတယ်အခုလေသူမင်းအောင်လှိုင်ရဲ့တပ်ပုံပေါ်မှာပဲသူကရက်ပြီးတော့စကားပြောမှာဖြစ်ပါတယ်ကြည့်ကြပါအားလုံးကြည့်ကြပါ Okay. Good morning, everyone. I've been asked by the organizer, maybe if we can split a little bit so that each group can have 100 people. So maybe if we can just split a little bit, that's the request by the organizer. And then we can continue our peaceful protest. Ladies and gentlemen, my name is Melbourne. I'm a local state member of parliament. I'm very honored to be here with you, with the Burmese community, with the Myanmar community here in Melbourne. Minglawa. And today I'm here to see, also to listen, but most importantly, to stand with you, the Burmese community, the Myanmar community here. We cry out, we protest for democracy in Burma. So free Burma. Most importantly, I just would like to join yesterday the federal members of Will
Peter Khalil, he spoke in Parliament against the coup d'etat in Burma because they know it's very important for the democracy here in for the Burmese community here. So we hear you, we with you. I'm standing with your community. And as a friend, Mr. Hong Lim is also a friend with the Burmese community. We will we will speak and echo your voice with the federal member of parliament to tell them the story, the thirst, the anger, the sadness of the Burmese movement here in Melbourne, that you want freedom, you want we are say no to the dictatorship military coup d'etat in Burma. So with you, and I'm very proud to be here to see the many members, the big crowd, to voice your concern what happened in your country. The same as you, I'm also want Burma to be a free community because I have so many friends from the Burmese community here. We are good people. All we want is good thing to happen in Burma. But most importantly, we say no to the dictatorship regime in Burma. That's why we are here with you, and that's why we congratulate you and we fight. So continue with your struggle, continue with your fight, and to free your country, freedom with no dictatorship. So we say no dictatorship in Burma. I just would like to conclude with my 2 minutes speech by saying, Aji Topo.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  Thank you very much for having me. Thanks, the Honorable Hian Mantak. So now may I ask Mr. Hong Lim. Hong is a former MP of the Clarendon. He is a long-standing member of the Parliament. He's been supporting for our cause since 1988 until now. Yeah, the friends of parliamentarian friends of Burma. So Home is the one who supported us and invited a lot of federal MPs for us, and also assisting me or assisting us to gather this demonstration. So may I invite Mr. Home to speak a few words. Thank you very much. Okay, Melbourne It should not be a sad day for the Burmese community, but unfortunately this is 1988, this is 888 all over again. And we will not want to go back to that day, to that time, and that's why you all are here, and my heart and the whole world's heart is with you. So we will start our fight again together, and we will never give up! I ask you to form into small group and you go and visit your local federal member of parliament, talk to them, teach them, educate them about the suffering, about this ridiculous, about this stupid, about this cruelty that this military junta want to impose on Burma again. We will not accept that. We will, now the last 5 years, we thought this is going down to be now back to normal. That with Aung San Suu Kyi, that she's now going to be in control, that we will take Burma to be like the rest now of Asia. Burma deserves better than that. You all deserve better than that. The whole world know that Burma deserves better than this. So I ask you to never give up. And because you are Australian, you are in Australia, you have to make a lot of noise. Never give up making a lot of noise. If you stop making noise, nobody's going to listen. So making a lot of noise, continue to making a lot of noise. Talk to your federal member of parliament, tell them to speak up. I have spoken to 4 members of parliament. Julian here is the one who are very outspoken, particularly in relation to Cambodia. But unfortunately, he in Sydney, he said he want to come. I also talked to the Shadow Minister for Multicultural Affairs,
Andrew Jai, who said, he would very much like to be here today, right now, but he had another engagement. 2 other federal member of parliament is rather short notice for them, but you all should go and visit them. It is by sitting down, face to face to them, talk to them. When people put name to face, when they can relate to you, they cannot avoid bringing this up. In America, in the case of the Cambodia, 8 members of parliament, the senator, has signed a petition jointly and put it before the last administration resign or go out of office. So therefore, we want the federal member of parliament here doing the same. Approaching the federal member of, approaching the federal minister for foreign affairs, asking her to making the strongest protestation to the junta or whoever is in China, that this is unacceptable by any means, that the whole world cannot acceptable. Is not accept that. So, which means that there will be consequence. The American president had come out already. The new administration said that there will be consequence. So, but a gathering like this really enforce the will of the world. So I ask you again and again, never give up. It's only when you turn your back against, not ignoring things like that, that evil will prevail. We'll never allow evil to prevail. So continue to make noise. Making the loudest noise, and I know that you are here, Burmese in Victoria and in Melbourne, make the loudest noise in the whole world. So you should be very proud, walk tall and walk proud, Victorian Burmese. The whole world will watch this, the whole world will take notice, and I know that Do Aung Suu Kyi who had called out for all this action, she should be very proud. I remember the day when I was in Parliament, every time of her, every birthday, we signed, a card and sent it to her from among our members, and I had the occasion, to greet her when she visited here in Melbourne, and we know that she has been through very, very difficult time, and now the whole world knows the truth, that how much suffering, how much predicament that she has been through, to take them, not to steer Burma through this very, very difficult time because of this, military greedy, this military irresponsibility, this military dictatorship, this military evil, but they're not going to get away with it because the whole world will condemn it, the whole world. And you see, if the whole world condemn it and the whole world sanction it, now Burma going to go back to that very difficult time. But as I said before, Burma deserves better than that. But the sanction now, the action will come only when we making a lot of noise. We say that we'll never give up. So I thank you, I congratulate you. You all should be walking tall and proud, and you will continue, and you will have this commitment to yourself, to your community, to the whole Burmese community back home, that you will support them all the way forever until we have democracy fully restored back in Burma. Thank you very much, Home and Huyen. We need your continuous support. Thank you very much for that. So we will be relocating our speaker or the PA system into the middle so that we all can hear us. So after that, we will continue proceeding our program. Okay, just give us a few seconds, if you don't mind my asking. So we will be coming to the middle so that those who are standing at the back, please move it a little bit far back. Those who are standing on the right, please move it to the far right or right side a little bit further. And then please, if you don't mind my asking, please wear the mask. And then we got the hand sanitizer as well, in case if we are not allowed to, we haven't had a chance to do the effective social distancing. So at least please wear the mask, and please move back and try your best to have a social distancing. Thank you.
တို့မြန်မာတွေညီသလားဟဲ့ညီရတယ်ညီရတယ်တို့မြန်မာတွေညီသလားဟဲ့ညီရတယ်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 ကြောက်ဆောင်ရဲ့ကြောက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 ်ရဲ့ဒီပြိတ္တကစကားပြောပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာတရားလာလို့မြန်မာပြည်သူကောင်းလို့ခင်ဗျာကျွန်တော်တို့အမှန်ကန်ရတဲ့ထဲမှာကျွန်တော်တို့သမရယီဦးကြီးဒေါ်အောင်ဆန်းစုကြည်ပါဝင်လွတ်တော်အမှန်များနဲ့အတူအလူပညာရှင်များလည်းပါတဲ့အတွက်ကျွန်တော်တို့လူပြဖို့တောင်းဆိုတဲ့နေရာမှာအလူပညာရှင်တွေမှာလူပြဖို့အတွက်တောင်းဆိုသိကြောင်းကျွန်တော်တင်ပြချင်ပါတယ်။ဒါကြောင့်မလို့အလူပညာရှင်တွေခန္ဓာမှုကိုဆက်ချင်းလုပ်ပေးဖို့အတွက်ကျွန်တော်တို့တောင်းဆိုနေတာမတောင်းဆိုနေလား။တောင်းဆိုနေပါတယ်။ဒါကြောင့်မလို့အားကြီးခံရတဲ့ကျွန်တော်တို့သမရယီဦးကြီးဒေါ်အောင်ဆန်းစုကြည်နဲ့အတူလွတ်တော်အမှန်များအလူပညာရှင်များကိုလွတ်မြောက်ပေးဖို့ကျွန်တော်တို့ဒီနေရာကနေဒီသူတွေတဲ့ကျွန်တော်တို့တောင်းဆိုရကြောင်းကျွန်တော်တို့တင်ပြချင်ပါတယ်တောင်းဆိုကြမယ်မဟုတ်လားဟုတ်ပြီကျွန်တော်တို့မြန်မာပြည်ရဲ့အရေးကိုကျွန်တော်တို့ခုနပြည်သူတွေရဲ့တကယ်တွေးချွေးနေရင်တော့ခုနကျွန်တော်တို့မိုးရင်းနဲ့စီးချပြီးတော့မြန်မာပြည်သူတွေရဲ့ပိုင်ဆိုင်တဲ့ဒီအာဏာကိုမြန်မာပြည်သူတွေရဲ့လက်ထဲကိုကျွန်တော်တို့ပိုင်တိုင်းပြန်တန်းနိုင်လေလို့ကျွန်တော်တို့အားလုံးပြည်သူတွေရဲ့ကိုယ်စားကျွန်တော်တို့တန်တဲ့ရမြမှာဖြစ်တယ်အဲ့တော့အာဏာရှင်စနစ်အာဏာရှင်စနစ်အာဏာရှင်စနစ်
ဆရာနာရှင်ချဆုံးရေးတော်ရေးတော်ရေးဆရာနာရှင်ချဆုံးရေးတော်ရေးတော်ရေးလက်တော်မနဲ့လူပေးရေးတော်ရေးတော်ရေးလက်တော်မနဲ့လူပေးရေးတော်ရေးတော်ရေးတောင်းစားသူကြီးလွတ်မြောက်ရေးတော်ရေးတော်ရေးတောင်းစားသူကြီးလွတ်မြောက်ရေးတော်ရေးတော်ရေးပြည်သူ့ဘဝလွတ်မြောက်ရေးတော်ရေးတော်ရေးပြည်သူ့ဘဝလွတ်မြောက်ရေးတော်ရေးတော်ရေးဒီမိုကရေစီရရှိရေးတော်ရေးတော်ရေးဒီမိုကရေစီရရှိရေးတော်ရေးတော်ရေးဆရာနာရှင်မင်းအောင်လှိုင်ဆရာနာရှင်မင်းအောင်လှိုင်ဒီမိုကရေစီရရှိရေးတော်ရေးတော်ရေးဒီမိုကရေစီရရှိရေးတော်ရေးတော်ရေးအရေးတော်ပုံအရေးတော်ပုံတော်မြန်မာရဲ့ညီသလားဟဲ့ညီရဟဲ့ညီရဟဲ့တော်မြန်မာရဲ့ညီသလားဟဲ့ညီရဟဲ့ညီရဟဲ့မဲတော်မြန်မာရဲ့ညီသလားဟဲ့ညီရဟဲ့ညီရဟဲ့ဆရာနာချင်းချဆောင်ရေးတော်ရေးတော်ရေးဆရာနာချင်းချဆောင်ရေးတော်ရေးတော်ရေးပြည်သူ့အမနဲ့လွတ်မြောက်ရေးတော်ရေးတော်ရေးပြည်သူ့အမနဲ့လွတ်မြောက်ရေးတော်ရေးတော်ရေးအဆောတော်ဆောင်ကြီးလွတ်မြောက်ရေးတော်ရေးတော်ရေးတော်ဆောင်ကြီးလွတ်မြောက်ရေးတော်ရေးတော်ရေးအမေဆုံးလွတ်မြောက်ရေးတော်ရေးတော်ရေးပြည်သူ့ဘဝလွတ်မြောက်ရေးတော်ရေးတော်ရေးပြည်သူ့ဘဝလွတ်မြောက်ရေးတော်ရေးတော်ရေးဒီမိုကရေစီရရှိရေးတော်ရေးတော်ရေးဒီမိုကရေစီရရှိရေးတော်ရေးတော်ရေးဆရာနာရှင်မင်းအောင်လှိုင်ကျောင်းတော်ရေးကျောင်းတော်ရေးဆရာနာရှင်မင်းအောင်လှိုင်ကျောင်းတော်ရေးကျောင်းတော်ရေးအာမင်โอเคပါကျွန်တော်တို့ကိုမဲလ်ဘွန်မြို့ဖြစ်ပါတယ်မဲလ်ဘွန်မြို့မြန်မာနိုင်ငံသားဖြစ်ပါတယ်ဒီမှာစန္ဒပြနေကြပါတယ်ကျွန်တော်တို့မကြာမီမှာကျွန်တော်တို့စန္ဒပြပွဲတင်ပိတ်တော့မှာဖြစ်မလို့အဆုံးထိကြည့်စုပေးပါနော်ကျေးဇူးတင်အရေးကြီးပြီကျေးဇူးတင်အရေးကြီးပြီဆိုတာလေအဲ့လိုဒူလာဟဲ့မှာပေးစန္ဒပြကမရှနာဒမက်ကီမက်ကလာချာအနာMary, I don't know who carried the Sangha Yama, the Mali, and Sinova. We will share in grace, please, those who are in the right, please, try to spread from right to the right, and those in the left corner, spread from right to the left corner.
တိုင်းမှာရှိနေလို့နောက်တော့မကောင်းကြပါကျွန်တော်ကအပေါ်မှာလည်းတော့ရပါတယ်ကျွန်တော်လူစုတွေခေါ်ပြီးတော့ကျွန်တော်ဆက်ပြီးတော့ဆန္ဒပြပါတယ်အားလုံးထိုင်ရကြပါမယ်အားလုံးထိုင်ရပြီးတော့ဘယ်လိုလေးခေါ်ပြီးတော့ပါမယ်ဒါကဒီကလေးကပြောတာလည်းဆက်ပြီးတော့ပြောပြီးတော့တော့ABC နဲ့ပြောရမယ်ဒီလိုဆိုဟိုကနေပြောတာပြောတာမှာလားဒီလိုမျိုးပြောတာဒီရခရတဲ့မှာလားဒီလိုတော့ဘာမှလည်းပြောရတယ်ဘယ်ကစီကူလားစီကူလားဒီနေ့မှာဝမ်းပြီးတော့ထားတော့တာDuhlonak Langhternak wanita sana, dia sinema wanita sana me, sabi aja kalau sana, sana wanita me, sana ada Duhlonak Jangan pakai neret nak pong nak bunyi cimpung apa? Neret nak pong, jika neret bet nak di ruang saya neret di cakan tua. Belum sebelum Iya, mungkin macam biwara, itu wajah orang.
这又比比罗的乌来呀，请了张嘞，那老表表路要来。哎，ဒီကိုလာရချင်းအကြောင်းပမာလူလေးရတယ်အင်္ဂလိပ်လူလေးရတယ်ဘာအန်ဒီနဲ့ခဏလိုက်သွားလိုက်ဟုတ်ကဲ့အခုလိုဖြေချပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ် Can I talk in English? Yes just 2 minutes Thank you. Do a group line. ဟုတ်ပါဘူးကျွန်တော် channel အတွက်ပါ personal channel အတွက် Bè rồi đấy. Do LLB channel. NNH channel. Thank you.
โ
country leaders stage a coup against the sovereignty of the state without in any accordance with any law or legal implication, including the 2008 Constitution. Furthermore, State Councillor Daw San Suu Kyi, President Lee, and any leaders and political admins were arbitrarily detained with no valid legitimate laws, rules, and procedures. National League for Democracy strongly believes that the forcible confiscation of the state sovereignty and detaining the leaders of the country cannot be tolerated with a valid reason. We gratefully witness the violence democratically elected government by the people have no other strength rather than the courageous support by the people. National League for Democracy has been standing up and tracking such causes since our party establishment. Therefore, National League for Democracy would like to thank with our hearts to the people who are performing civil disobedience movement to regain the legitimate sovereignty of the country. We, National League for Democracy, encourage our political members to support and stand with the people and government officials who are fighting against injustice and bullying. It is our party's members' solemn duty to support and help the civil detainees and government officials who have been because of their anti-government. We strongly reiterate the importance of civil disobedience movements and demonstrations by the people and government officials in non-violent and peaceful path to restore the great loss of people's sovereignty from the illegitimate and forcibly confiscation of the state sovereignty by the Burmese Tamador, by Central Executive Committee, National League for Democracy. Thank you. Mask မတက်ထားတဲ့လူတွေ mask တွေလာယူလို့ရပါတယ်ခင်ဗျာ Those who don't have a mask, you can have a mask from us, and also you need to be aware of the social distancing. Please try your best. Thank you very much. So now we will be making the slogan. Maybe you can follow us. If we say that, so I don't know if you call it, no? They don't know. So, Nangano Sima Ochoye Council, alum she, no? Nangano Sima Ochoye Committee! Nangano Sima Ochoye Committee! You don't do the Jalo Shiloshi, do ye, no? Committee,
So down with dictatorship. Down with dictatorship. Free Myanmar. Free Myanmar. Free Daw San Suu Kyi. Free Daw San Suu Kyi. No? Okay. Down with Dictatorship. down with Dictatorship. down with Dictatorship. free Myanmar. free Myanmar. free Aung San Suu Kyi.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  dictatorship. 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 Aung San Suu Kyi. Aung San Suu Kyi. Aung San Suu Kyi. Dictatorship. Dictatorship. Aung San Suu Kyi. Aung San Suu Kyi. Aung San Suu Kyi. Dictatorship. 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 Aung San Suu Kyi. Aung San Suu Kyi. Dictatorship. Dictatorship. Okay ကျွန်တော်တို့အရေးကြီးဆိုအရေးကြီးပြီတချင်ကိုကျွန်တော်ဆိုလိုက်ကြအောင်ဗျတကြီးကြီးညာတဲ့အကုန်လုံးထဲမှာစာရွက်လေးတွေကမ်းနာပါတယ်เนาะအဲ့တော့လိုက်ပြီးဆိုကြအောင်ခင်ဗျာအကုန်လုံးစဉ်းသိဖြစ်ပြီလား Okay 1 2 3ရေးကြီးပြီဒီနာပေါ်တော့ကဲစီတာဒီနေကြတော့ငါတို့ရဲ့မိုင်းဒီကိုငါတို့တွေပဲရေးခဲ့ပြီရှင်တွေကခစားချက်တွေတို့ပြောရှင်စရာတွေကြပြားတွေဘာတွေရွတ်ချင်တာရှိရင်2မိနစ်စီတယောက်ကိုအချိန်ရပါမယ်ရှင် community ဟုတ်ကဲ့ခုတိုင်းရင်းသားကောင်းဆောင်တွေဖြစ်တဲ့ ethnic group ကကောင်းဆောင်တွေကိုဖိတ်ကြားလိုပါတယ်ရှင် Karani Chin Karan ကတိုင်းရင်းသားကောင်းဆောင်တွေကနေပြီးတော့အမှားစကားပြောကြားပေးမှာဖြစ်ပါရဲ့ရှင်ဆရာ
Coup ရနေပြီးတော့မှစကားပြောကြမှာဖြစ်ပါတယ်ဆရာCoupရကိုလက်ခောက်တီးပြီးတော့ပြောကြလိုက်ရအောင်နော်ဆရာCoupရကြောက်ပါအောင်ရှင်ဆရာCoupရရှိပါသလားဟုတ်ကဲ့ခုချင်းကောင်းဆောင်ဦးချန်ခရီးကနေပြီးတော့မစကားပြောကြမှာဖြစ်ပါတယ်ချင်းကောင်းဆောင်ပါချင်းတရားကောင်း Hello. Thank you so much, everyone, today for coming and show your spirit. And we thank you, the organizer, for bringing everyone right here. And particularly all the Chin people from the west and the east. You guys are amazing! So the fight just started. So we know that the people in Myanmar are suffering. We cannot sit silent. We cannot sit quiet. We have to send a message. Are you ready? So the children here in Australia, we try to work very smart. So what we are doing right now, we're going to work with the government. We're going to send the message. Peace. We will not be silent. Let the world show who we are. Today, we are not here to fight each other. Now is the time to unite. Karen, Kachin, Shan, Bana, Karen. You can't. We are here to unite. Now is not the time to talk about your party. Now is the time to talk about fighting the dictator. You agree with me? So today, it just started. The next, maybe few months, few years, we have to be resilient. We have to be strong. We have to keep our fight in our mind, our spirit. We promise, as leader of the Chin community here in Australia, we're going to work with you, everybody right here. We're going to work with the government. We're going to send the message. We're going to push. Let's shout. Let's fight together. We thank you, everyone, today, but please keep the COVID safe. And remember, you are not alone. Everybody, we are here to unite. Thank you. Okay, cool. ဒီနေ့ပွဲရဲ့ဖြစ်မြောက်ရေး member တွေတူလည်းဖြစ်တယ်ပြီးတော့မြို့သားငိမ့်ချမ်းရေးရဲ့ဖွဲ့ဝင်တကူလည်းဖြစ်တဲ့ဇိုမီခေါင်းဆောင်ဦးစောခိုင်ကိုဖိတ်ခေါ်มาပဲဖြစ်ပါတယ်ရှင်အားလုံးနေကောင်းပါတယ်နော်ကောင်းပါတယ်ကျွန်တော်တို့ဒီမှာနေပူအောက်မှာမိုးရွာအောက်မှာလာရတာအားလုံးလုံးမဟုတ်ဘူးအပျော်လာတာမဟုတ်ဘူးကျွန်တော်တို့ကြီးပြင်းလာတဲ့မွေးဖွားလာတဲ့အမိမြန်မာပြည်မှာအခု၄-၅ခါဖြစ်ပြီးပြီမြန်မာပြည်ရဲ့ဒီမိုကရေစီဦးတည်တဲ့လောက်ရတွေကိုအကုန်လုံးဖြတ်စည်းတဲ့စစ်အာဏာသိမ်းမှုကြောင့်ကျွန်တော်တို့တွေကဒီကိုလာရတာဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့တစုတစည်းနဲ့ဒီလိုနေရတာဒီလိုပွဲတစ်ခါလှုပ်လိုက်တာနဲ့ပြီးတာမဟုတ်ဘူးရှ
ရှိဆက်လုပ်ဖို့အများကြီးကြံပါသေးတယ်ဒီအတွက်ကျွန်တော်တို့အားလုံးစီစီလုံးလုံးနဲ့မတရားစစ်အာဏာရှင်ကိုအမြဲတမ်း Facebook မှာပဲဖြစ်ဖြစ်မီဒီယာမှာပဲဖြစ်ဖြစ်ဒီလိုအဖွဲ့အစည်းမှာပဲဖြစ်ဖြစ်တငယ်ချင်း၄-၅ ယောက်ထိုင်တဲ့နေရာမှာပဲဖြစ်ဖြစ်အဲ့ဒါကိုကျွန်တော်တို့အမြဲတမ်းစန့်ကျင်သွားမှဖြစ်မှာအဲ့ဒါကြောင့်ကျွန်တော်တို့ဇုံမီအမျိုးသားများအနေနဲ့မြန်မာပြည်ရဲ့ဒီမိုကရေစီ transition process ဆက်သွားနိုင်ဖို့ရအတွက်အတားအဆီးဖြစ်တဲ့စစ်အာဏာသိမ်းမှုကိုပြင်းပြင်းထန်ထန်ရှောက်ချပြစ်တင်လိုက်ပါတယ်စစ်အာဏာရှင်စနစ်ကြဆုံးပြီးမြန်မာပြည်ဒီမိုကရေစီ transition process ဆက်လုပ်သွားနိုင်ရန်အားလုံးကိုစားစုမံကောင်းတောင်းပြီးဒီကောင်းထုတ်လိုက်ပါတယ်ခင်ဗျာအခုနောက်နောက်စီဇန်နဲ့ဘာလာမလဲဆိုတော့မွန်ပြည်နယ်ကိုစားပြုမွန်ပြည်နယ်မွန်တိုင်းရင်သူမခင်မမခိုင်မွန်တိုင်းရင်သူဖြစ်ပါတယ်သူကပြောနေတယ်လို့ပြောပါတယ်မွန်လူမျိုးတွေစာပြောနေတယ်လို့ပြောပါတယ်အဲ့ဒါလက်ဆောင်တီးပြီးဝါလို့ကြုံမိကြပါ So we're gonna move back it's about people not hearing our voice. We're coming to you. We're coming to you. We're coming. Should be able to အနေနဲ့တက်တင်တယ်လို့ကျမထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ရဲ့တိုင်းပြည်မှာရှိတဲ့ကျမတို့ရဲ့ညီကိုမောင်နှမအားလုံးတိုင်းသူတွေအားလုံးရဲ့အခွင့်အရေးပါ။ဒါကိုမွန်မျိုးသားဘယ်လိုပြောမလဲဆိုတော့မွန်အဖွဲ့အစည်းကနေမဟုတ်ဘူးဆိုတာကိုကျမကနေပြီးတော့တောင်းပန်ပါတယ်နော်။ဘာဖြစ်လို့လဲဆိုတော့အဖွဲ့အစည်းတခုရဲ့နာမည်လည်းမတုံးထားဘူးကျမအနေနဲ့ကျမရဲ့အခွင့်အရေးကိုကျမတောင်းဆိုတယ်ကျမတို့ကဒီမိုကရေစီကိုလွှမ်းချင်တယ်ဒီမိုကရေစီနိုင်ငံကိုကျမတို့အပြည့်အဝနဲ့ဒီမိုကရေစီနိုင်ငံကိုလွှမ်းချင်တယ်ဒါကြောင့်မို့မေစုကိုထောက်ခံခဲ့တယ်ဒါကိုတိုင်းနာအားလုံးကပါဝင်စေချင်တယ်ဒီအချိန်မှာမေစုဘက်ကနေဘယ်လိုပြောမလဲဆိုစစ်ဘက်ကနေဘယ်လိုပြောမလဲနှစ်ဖက်စလုံးကကျမတို့တိုင်းသားတွေကထင်နေတာတချို့တိုင်းသားတွေကဘယ်လိုထင်လဲဆိုတော့စစ်တပ်နဲ့မေစုကဗမာပဲဒါကိုခွဲခြားတတ်မယ်စစ်တပ်ကစစ်တပ်ပဲ NLD က NLD ပဲဆိုတော့အားလုံးကပါဝင်စေချင်တယ်ကျမတို့မွန်တိုင်းတို့တိုင်းသားတွေလည်းပါဝင်စေချင်တယ်အခုကမွန်တွေကအရန်တိတ်နေတော့ကျမတို့ရင်ထဲမှာအရန်ခံစားပြင်းတယ်မွန်တိုင်းတို့အနေနဲ့ကအခုလုပ်နေတဲ့အလုပ်တွေကမွန်ပြည်နယ်အတွက်မဟုတ်ဘူးကျမတို့ရဲ့ဗမာပြည်ရဲ့ human အတွက်လုပ်နေတာပါအဲ့ဒါကို human အတွက်ကိုကျမတို့ကမွန်ဆိုရင်မွန်တက်အတွက်မဟုတ်ဘူးချင်းနေဆိုရင်ချင်းအတွက်တက်မဟုတ်ဘူးဒီအချိန်ကချင်းအမျိုးသားနဲ့အတွက်မဟုတ်ဘူးမွန်အမျိုးသားနဲ့မဟုတ်ဘူးအခုလုပ်နေတာက NLD အတွက်ကဒီမိုကရေစီအတွက်ကျမတို့ဟာဒီမိုကရေစီအပြည့်အဝရဖို့ကျမတို့တိုက်ပွဲဝင်ရမယ့်အချိန်ဖြစ်နေတယ်ဒါကိုပြည်တွင်းကမလုပ်ပေးနိုင်တဲ့အချိန်မှာဒီဘက်ကတိုင်းသားတွေညီကိုမောင်နှမတွေဒီလိုစစ်စစ်ရုံရုံရှိတာကိုကျမအနေနဲ့အရန်ကိုဝမ်းတာတယ်ဒါပေမဲ့ကျမအရန်ဝမ်းနေတာကကျမတို့ရဲ့မွန်တိုင်းသူတိုင်းသားတွေမပါလာလို့ကျမရန်ဝမ်းနေမိတယ်တကယ်ကိုဝမ်းနေမိပါလို့မနာမရှိပါနဲ့မနာမရှိပါနဲ့ကျမတို့မွန်တိုင်းသူ
တိုင်းနာတယ်လေဖာလာစေချင်ပါတယ်ချင်းကျွန်တော်တို့ပါပါလေဟုတ်ပါမောင်မကျမငိုလို့နည်းနည်းပြောမယ်နော်ဒါပေမဲ့ကျမအချိန်လေးနည်းနည်းပဲယူမှာပါမငယ်ရအောင်ကျမအိုကောမခိုင်အိုကောရိုမုန်နေမွန်အိုမွန်စစ်စစ်မမွန်ဘာမွန်တက်လိုက်နိုတကိတ်မွန်တိုင်တီအိုကောမွန်စစ်စစ်แต่ท่านโมนูเส้นโมนูมาแต่ท่านโมนูแต่หอมปูสตอกวักเดินแต่กลูนูกว่าเก้าเยอะๆเสียงปูกวักแน่โมบีแน่ปูเยอะๆเสียงปูโมต้องมาหาตายก็กวักโมนเสียงปูโมนเยอะๆเสียงปูต้องมาหาตายแน่โมเดินต้องมาหาตายโมมันนานปูมันมองปูปูมันเกิดดิโมคราซีได้ปูจอระปูก็รถเอลทีก็ปูก็หรอไม่ก็มันมาเพิ่มแต่ต้องได้ปุยก็ได้ปุยได้มันก็มันนานก็ปุยมองมันปุยโมมันนานไอ้ติมูนปุยยังเกิดป้าอะไรนี้ก็ตอนคืนละป้าชอบมาเจอหาแม่นู้เซมนู้กระเชียงนู้ยาคอยนู้ป้าชอบมาปังก็ไปได้ปุยหาอะไรนี้ก็มันมาปุยหาอะไรนู้ก็ตีปุยหาอะไรนู้ก็ปุยยังก็ยี่ซ่าก็ปุยหาจานก็ยี่ก็ตอนคืนละก็มูนปุยDemokrasiก็ป่วยตานหอดนูป่วยตายนูตายกว่าเลยตายกว่าเก่าตีป่วยตั้งกูนะเอาเจ้าสมัยติมาเลยโอเคคุณน้าวเชิดจริงยี่ดูโอ้สกัดเปียจะไปมาหรอตากูจะพิวที่นี่มิวตาที่นี่เขาทำจะได้กูริชทีเรไม่ใช่ป่ะใช่ Hello ကျွန်တော်ကတော့88ကလေးပါလေတော့ကျွန်တော်ကြားပြည်နယ်မှာလှုပ်ရှားခဲ့တဲ့ကျောင်းသားကောင်းဆောင်တယောက်ပါအဲ့တော့အာနာသိန်းနာကိုကျွန်တော်တို့ကဒီခုမှဘယ်လိုခေါ်မလဲမြင်တွေ့ရခဲ့တာမဟုတ်ပါဘူးအာနာသိန်းနေဆိုတာ60နှစ်ကလေးကျွန်တော်မဝင်သေးဘူးဒါပေမဲ့88မှာခါတီးတဲ့အာနာသိန်းကိုကျွန်တော်အများကြီးတွေ့ခဲ့ရတယ်အဲ့တော့ဒီအာနာသိန်းတဲ့ချိန်မှာဘာဖြစ်ခဲ့လဲဆိုကျွန်တော်ညီကိုဘာဘာဒီမှာရှိနေတဲ့လူဘောကံပဲအကုန်လုံးကလည်းဘယ်လိုခေါ်မလဲတွေ့မြင်ခဲ့တဲ့တွေ့ကြုံရှိခဲ့တဲ့ခါတီးတဲ့ခံစားမှုတွေများရှိခဲ့တယ်ဟုတ်မိမဆွေမျိုးကျင်းဝေးတာတွေပိတ်ဆက်မှုတွေများကြီးတယ်တချို့ဆိုရှင်ကျွန်တော်တို့ရဲဘော်ရဲဘက်တွေအများကြီးအသက်ကြီးပေးသွားတဲ့ရှိပါတယ်အဲ့တော့လုံးတဲ့ချိန်မှာအာဏာရှင်ကိုတိုက်နေတယ်ဆိုကျွန်တော်အခုမှတိုက်နေတာမဟုတ်ကျွန်တော်ရဲ့ဘိုးဘော်ဘောင်ဆက်ကျွန်တော်တို့လူလာရရှိပြီးတဲ့ချိန်ကလေးက1949ခုနှစ်ဟုတ်လားအကေကစကျွန်တော်ရှိကနေစပြီးတော့တော်လိုင်းကြီးတွေအများကြီးလုပ်ခဲ့တယ်တော့ကျွန်တော်တိုင်းသားညီကိုမောင်မတွေဟာဆိုရှင်လူလာရေးရပြီးကြတဲ့ကသူတို့ရဲ့လွတ်လပ်ရေးအမျိုးသားလွတ်မြောက်ရေးအတွက်လှုပ်ရှားနေရတဲ့ဟာနှစ်ပေါင်း90ကျော်သွားပြီ။ဒါကိုကျွန်တော်တို့မေ့လို့မရဘူး။ဒါကလည်းစစ်အာဏာရှင်ရဲ့လုံခြုံမှုတစ်ခုဖြစ်တဲ့စစ်အာဏာရှင်ရဲ့ရက်စက်တဲ့ရုံမာတဲ့လူရအောင်မှာကျွန်တော်ညီကောင်မတိုင်းသားအားလုံးကပါဝင်ကျွန်တော်နိုင်ငံထဲမှာရှိနေတဲ့မီတီးနေတဲ့လူအားလုံးပါဝင်မှုခံစားမှုရှိခဲ့ကြတယ်။အဲ့တော့ကျွန်တော်ဒီလူကိုကျွန်တော်ဘယ်လိုလုပ်မလဲကျွန်တော်နီးမျိုးနဲ့ကျွန်တော်လုပ်ခဲ့ပြီဒါပေမဲ့လုံတဲ့နီးကလည်းကျွန်တော်ဆက်လုပ်ရမယ်ခေါင်းငုံစရာလည်းမလိုဘူးကြောက်စရာလည်းမလိုဘူးလုပ်တဲ့အားလုံးကိုကျွန်တော်တို့လုပ်ရမယ်အာဏာရှင်ဆိုတာမနေ့တနေ့ညမှာပေါ်လာတဲ့လူပါတော်လာရေးဆိုတော့သူတို့မပေါ်လာခင်တည်းရှိတာပါတော်လာရေးအတူရှိဖို့ကျွန်တော်ရဲ့အတူအာဏာရှင်ပြုတ်ကြရတဲ့အောင်ပွဲကိုကျွန်တော်နီးတဲ့နေရာမှာဖြစ်ညားတယ်မှာဖြစ်ကြောက်တဲ့နေရာကဆိုတော့တော်လာမယ်ဆိုရင်ဒီအာဏာရှင်တွေကမနေ့ဖြန်တက်ဆိုရှိမှာမဟုတ်ပါဘူး။ဒါဟုတ်ကျွန်တော်ညီကိုမောင်မကျွန်တော်လည်းဒီမှာရှိနေတယ်ညီကိုမောင်မကျွန်တော်ရဲ့ဟိုလာရှိနေနိုင်ငံမှာမီတင်းနေတဲ့လူအားလုံးကိုကျွန်တော်နဲ့အတူပါဝင်ဖို့ကျွန်တော်ဘယ်လိုခေါ်မလဲဖိတ်ခေါ်ပါတယ်။ဒါဆိုရှင်ဒါမှပဲကျွန်တော်တူလုံးမှာပဲစီလုံးချင်းနေအင်အားဖြစ်တယ်။စီလုံးမှာဒါနေကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်ကထုတ်လာမှာဖြစ်တယ်။ဟုတ်ကဲ့ကြောက်စရာမလိုဘူးကျွန်တော်ဖြတ်တော်သားခဲ့ပြီဒီသားနေအတွက်နောက်တလားဆောက်ဖို့အတွက်ကျွန်တော်တို့ကတကောင်နဲ့ညံ့နေဆိုမရှိဘူးအဲ့တော့ဒီအတွက်အားလုံးကရေရဲတက်တက်လှုပ်ထားတာကိုလှုပ်တဲ့နေရာကနေဝိုင်းလုံးကြမယ်ဆိုရှင်မင်းအွန်လိုင်းကမနေ့ပြန်ခွေးလို့တွေးလို့ထွက်ပြရမှာဖြစ်တယ်
လို့ပြောမှာလေနော်ဟုတ်ကဲ့အင်္ဂလိပ်စကားနဲ့အန်တယ်ကိုလေကျွန်တော်ခွတ်လို့ပေါ့ We have been fighting against the military government for no since now. Since we gained independence from the British, we start fighting for our freedom. Now what we want to is a situation that drives us to fight for our freedom. We have been experienced twice of being military coup, 62, 88. But this is the third time. What happened after coup? We all back to the being like oppressive, living in an oppressive government, living in a very oppressive way of treating us. We are a people. We are not an alien. We have a humanity spirit. We have to treat with respect as a humanity. If you don't speak the language, if you don't understand the language, we have to the language how they understand, especially male and all their, Coup, all their partner, whoever. We don't care. That is not the end. That is the start. Live as a freedom to be dead. We can't give it up. Nothing for nothing. So we're going to do what we can. Let us join our hand together. Come together, brothers and sisters. Let's fight together. Don't form military government, military apparatus, military rules. Thank you very much. Say Anna sin cha song ye. Say Anna sin cha song ye. Lo do ma mya lo miao ye. Lo do ma mya lo pe ye. Lo sa du ji lo miao ye. Lo sa du ji lo miao ye. Di du bo wa lo miao ye. Di du bo wa lo miao ye. Democracy yashi ye. Democracy yashi ye. Say Anna sin me out line. Say Anna sin me out line. Yeah, Robo. Yeah, Robo. ကျွန်တော်မြစ်တာရက်ခံနေပါတယ်ဒီရှင်းမှာဓာတ်ပုံရိုက်နေတဲ့လူတွေရောအကုန်လုံးမတက်ရက်နေတဲ့လူတွေအကုန်လုံးထိုင်ပေးစေလိုပါတယ်ခင်ဗျာဒါကြောင့်နောက်မှကျွန်တော်တို့ရဲဘော်တွေကထိုင်နေကြပါတယ်ဒီမှာကျွန်တော်တို့ကရှင်းကနေပိတ်ပြီးတော့ကာနေသလိုဖြစ်နေပါတယ်နော်ကျေးဇူးကျွန်တော်အားလုံးတော့ကျွန်တော်တို့ပွဲအခုဆက်ပြီးတော့လုပ်နေတော့မှကျွန်တော်တို့ social distancing ကို respect ပေးကြပါတော့သူမြစ်တာရက်ခတ်ပါတယ်အဲ့တော့ကျွန်တော်တို့လုံခြုံရေးကိုတာဝန်ပေးရတဲ့ရဲရရှိတွေကပတ်လက်ပါရှိကြတယ်နော်အဲ့ဒီအတွက်ကိုကျွန်တော်တို့ကနေပြီးတော့ပွဲမပြီးရပဲနဲ့ကျွန်တော်တို့မတက်တွေရက်ပြီးတော့နေတယ်ဆိုလို့ရှိရင်သူတို့တွေကကျွန်တော်တို့ခဏခဏလာပြောပါတယ်နောက်ထပ်စကားမကြစကားပြောပြပေးမဲ့သူနောက်တူအနေနဲ့ရှိုးချင်းမျိုးသားတူဖြစ်တဲ့ဒေါက်တာစလိုက်ပါခြင်းပဲဖြစ်ပါရဲ့ရှင်မိတ်ဆွေတို့ဒီနေ့ဟာအောင်မြင်နေတဲ့နေ့လို့ကျွန်တော်တို့သတ်မှတ်ပြီးတော့စစ်အာဏာရှင်ဒါမှမဟုတ်ရင်တမတော်ကိုအသုံးချပြီးတော့နော်အာဏာရှင်စနစ်ကိုထူထောင်ခဲ့တဲ့အာဏာရှင်အဆက်ဆက်စနစ်ကိုဖြိုချဖျက်ဆီးပြဖို့ဒီမှာဆူရောက်တာဖြစ်တယ်ဟုတ်ကဲ့ဟာကျွန်တော်ဒီစကားကိုဘယ်ပါတီဝင်ရဲ့အဖွဲ့အစည်းမှမဟုတ်ပါနဲ့အရှိုးချင်းမျိုးသားတယောက်အနေနဲ့နော်ဆွေစဉ်မျိုးဆက်ပြည်တော်စုစိတ်ဓာတ်နဲ့တိုက်ခဲ့တဲ့နော်အဲ့ဒီအစင်လာကိုထိမ့်သိမ့်တဲ့အနေနဲ့ပါဝင်ပြောကြခြင်းဖြစ်တယ်ဟုတ်ကဲ့
ချေဝဲဝဲမပြောဘူးဘောကြောင့်အောင်ဆန်းပြောခဲ့တဲ့စကားတစ်ခုရှိတယ်နော်ဖက်စစ်ဂျပန်ကိုတော်လှန်တဲ့အချိန်မှာနော်သူရဲ့တက်ကိုပြောခဲ့တဲ့စကားရှိတယ်အနည်းဆုံးရန်သူကိုရှာပြတိုက်တယ်အဲ့တော့အနည်းဆုံးရန်သူကိုရှာပြတိုက်ဆိုတာကြောက်တော့ကတော့ကြိုးကြီးပင်လယ်ကြီးတွေဝဲနေတယ်အဲ့ဒီစကားဟာရှိတယ်နော်တမတော်စေအာနာရှင်ကိုစန့်ကျင်ဖို့လိုအပ်တယ်နော်လက်သစာလူတစုချမ်းသာနေတာကျွန်တော်တို့အားလုံးသိတယ်နော်ဆွေစဉ်မျိုးဆက်သူတို့ကောင်းစားရေးလုပ်တယ်မမပြည်ရဲ့ကျမ်းမာရေးလူမှုရေးစီးပွားရေးညနေစာအားလုံးမှာကျွန်တော်တို့ကြာရှုံးသွားတယ်ကဘာမှာနောက်ဆုံးဖြစ်သွားတယ်နော်စစ်တပ်ကကဲတင်ပဲပြောတာကြောက်ထဲကြသွားတယ်နော်အဲ့တော့ခဏကျွန်တော်တို့လောက်ရမယ်အလုပ်ကမမပြည်မှာငြိမ်းချမ်းစွာနဲ့နော်ဒီစစ်အာဏာရှင်စန့်ကျင်ရေးနော်တို့ရေးပြီးတော့မှအဲ့ဒီ civil disobedience movement ခေါ်တဲ့အာဏာရှင်ပြည်သူကစန့်ကျင်တဲ့တိုက်ပွဲကို with solidarity နော်သွေးစည်းညီညွတ်စွာနဲ့ကျွန်တော်တို့မဖြစ်လဲဝိုင်းဝန်းကူညီမယ်ဆက်လက်တည်တာအောင်ကျွန်တော်တို့ကြိုးစားအားထုတ်မယ်ဒါပဲပြောချင်တယ်ကျေးဇူးတင်တယ်Hello everyone. My name is Bosco Ngin Chintang. I am from Zomi International Student Association. A member of Zomi International Student Association. Bamalu ba pyo me no? Ngaro Zomi International Student tayo ni ne di sitan ye ana taimu longwa kangko bare songja de ငါတို့က LLD supporter တွေဖြစ်တယ်ပြီးတော့ဒီမိုကရေစီအတွက်ရဲတော့ငါတို့တိုက်ပွဲဝင်ရမယ်နောက်အစားပဲရှိသေးတယ်ငါတို့ရှင်းပြောရမယ်ဆိုရင်လူချို့တက်ခဲ့တဲ့လူတွေကဒီစစ်တပ်ရဲ့မျိုးဆက်တွေပဲအားလုံးကတိကျမယ်လို့ထင်ပါတယ်အဲ့ဒါအောင်ဆန်းစုကြည်မြန်မာပြည်ပြန်လာတော့အနာရခဲ့ပါတယ်လဲဆိုပြီးတော့ဒါပေမဲ့အာဏာမလွဲပြီးခဲ့ပါဘူးဒီချိန်အတူတည်းအချိန်ဖြစ်ပါတယ်ငါတို့ဒီတိုင်းဆက်နေလို့မဖြစ်ဘူးတကဘာလုံးသိအောင်ငါတို့အော်ရမယ် Facebook မှာလည်းတည်ရမယ်မီဒီယာဒီမှာလည်းအဲ့တော့တတ်နိုင်တပြတကဘာလုံးသိအောင်ယူရသိအောင်ဒီစစ်တပ်ရဲ့အုပ်ချုပ်မှုမှာနေရတာတော်တော်ခံပြီးနေပြီကျွန်တော်ငယ်ငယ်တော့ဆိုရင်စစ်ရဲ့အုပ်ချုပ်မှုမှာနေခဲ့ရတယ်2012မှာ NLD ကအနိုင်ရတော့ဒီမိုကရေစီလမ်းကြောင်းအတိုင်းတော်နေရဖြစ်တယ်ဒါပေမဲ့အခုချိန်မှာ NLD ကအပြတ်တက်နိုင်ရတယ်တနိုင်ငံလုံးမှာအဲ့တော့အာဏာမလွှဲပြီးဘူးငါတို့ဒီတဲ့အထိတရားကိုတိုက်ပွဲဝင်ရမယ်ငါတို့တိုက်ပွဲဝင်လဲဆိုတော့ငါတို့ရဲ့မျိုးဆက်တွေအတွက်နော်ပညာရေးကျန်းမာရေးလူမှုရေးကပ္ပရဲ့အောက်ဆုံးမှာစီးပွားရေးလဲကပ္ပရဲ့အောက်ဆုံးမှာငါတို့ရန်ကုန်တက္ကသိုလ်ဟာတချိန်တည်းကAsia မှာစင်ကာပူအင်ဒိုနီးရှားAsiaနိုင်ငံခြားဒီတော့မှရန်ကုန်တက္ကသိုလ်တရားတာဖြစ်တယ်ဒါပေမဲ့အခုချိန်မှာရန်ကုန်တက္ကသိုလ်ကဒုံချဖြစ်နေတယ်ငါတို့ပညာရေးအတွက်တိုက်ပွဲဝင်ရမယ်စီးပွားရေးအတွက်တိုက်ပွဲဝင်ရမယ်ငါတို့ဒီရက်ထိဒီဟာကိုလက်ကင်ဆောင်ထားပါမယ်ငါတို့ fight for democracy
We don't want military. အားလုံးကိုကြည့်ရတင်ပါတယ်ဟိုဟာကျမတို့ဒီနေ့ရောက်ရှိလာတဲ့သူတွေအကုန်လုံးကျမအရင်မိတ်ဆက်ချင်ပါတယ်ကျမကနွမ်းနီထိုးမှာကျမက1988ခုနှစ်ထဲကဒီစစ်အစိုးရကိုပြည်သူနဲ့အတူလမ်းမထွက်ပြီးတော့ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တဲ့ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်စစ်အာဏာရှင်ကနေပြီးတော့အာဏာသိမ်းပြီးတော့မှကျမနယ်စပ်ကိုထွက်ခဲ့ပါတယ်။ဘာဖြစ်လို့ကျမနယ်စပ်ကိုထွက်ခဲ့လဲ။ကျမစစ်အာဏာရှင်စနစ်အောင်ကျမလုံးဝမနေနိုင်ဘူး။ဒီဗမာပြည်မှာစစ်အုပ်ချုပ်ရေးကိုစစ်အုပ်ချုပ်မပြတ်မချင်းဒီအမြင့်ပြတ်မချင်းကျမတို့ကတိုက်ပွဲဝင်မယ်ဆိုပြီးတော့ကျမတို့နယ်စပ်ကိုထွက်လာပြီးတော့ကျမတို့လက်နက်ကင်တိုက်ပွဲဝင်မယ်ဆိုပြီးတော့ခက်ရှိခဲ့တဲ့ကျောင်းသူပြောင်းဖြစ်ပါတယ်။ပြီးတော့ကျမကိုယ်တိုင်ကပညာရေးမလုံလောက်တဲ့အတွက်ကျမကဩစတြေးလျနိုင်ငံကိုပညာသင်ခွင့်နဲ့ဩစတြေးလျနိုင်ငံမှာပညာသင်ရင်းနဲ့ရောက်ရှိခဲ့တာအခုဆိုလို့ရှိရင်ကျမကဒီဩစတြေးလျနိုင်ငံရောက်တာ20ကျော်ပါပြီ။ကျမတို့တွေဒီနေ့မှာဒီမှာလာပြီးတော့စုကြတယ်။ကျမတို့တွေအတွက်မဟုတ်တော့ဘူး။ကျမတို့တွေအတွက်မဟုတ်တော့ဘူး။ကျမတို့တွေရဲ့နောက်လာမယ့်မျိုးဆက်တွေအတွက်ကျမတို့ရဲ့မျိုးဆက်သစ်တွေအတွက်ဖြစ်ပါတယ်။ဆရာကိုပြောပါတယ်။ကျမတို့မြန်မာနိုင်ငံမှာဒီစစ်အာဏာရှင်စစ်အစိုးရရဲ့အုပ်ချုပ်မှုအောက်ကအကြိမ်ပေါင်းများစွာကျမတို့ကဖျက်ဆီးခဲ့ပြီးသွားပြီ။စစ်အာဏာရှင်စနစ်သည်ကျမတို့နိုင်ငံမှာအမြင့်တွယ်သလိုဖြစ်ခဲ့တယ်။ကျမတို့လက်ခံလို့မရတော့ပါဘူး။အရင်တော့ဆိုလို့ရှိရင်ကျမတို့ကမျိုးဆက်လိုက်စစ်အာဏာရှင်စနစ်ကိုကျမတို့တိုက်ဖြတ်မယ်လို့ပြောခဲ့တယ်။မဟုတ်ဘူး။မနေ့ကရန်ကုန်တက္ကသိုလ်ကကျောင်းသားတွေရဲ့သူတို့ရဲ့ဆန္ဒပြပွဲတွေကိုကျမကြည့်ခဲ့တယ်။အရင်ကျမတို့သွေးဆူတယ်။ကျမကိုယ်တိုင်ကသွေးဆူပြီးလူတွေကိုယ်တိုင်ကအားလုံးသွေးဆူပြီးဗမာပြည်မှာရှိတဲ့လူတွေအကုန်လုံးသွေးဆူပြီးသူတို့ရင်ထဲကနေအသေးတွေကနေပေးထားတဲ့ပြည်သူရဲ့ခေါင်းဆောင်တွေဖမ်းခံရတယ်။သူတို့ရွေးချယ်ထားတဲ့ပြည်သူရဲ့ပါတီဟာဒီလက်နက်ကိုင်အနိုင်ကျင့်မှုကြောင့်မလို့အစိုးရဖွဲ့ခွင့်မရဘဲနဲ့ထိမ့်သိမ်းနေဖြစ်နေရတယ်။ကျောင်းသားတွေကမနေ့တုန်းကပြောလဲဒီစစ်အာဏာရှင်စနစ်ကျွန်တော်တို့မြန်မာနိုင်ငံမှာအမြင့်တွယ်လို့မဖြစ်တော့ဘူးကျွန်တော်တို့တိုက်ခိုက်မယ်ဒီစစ်အာဏာရှင်စနစ်အသက်ရှင်ခြင်းဒီစစ်အာဏာရှင်စနစ်ဗမာပြည်မှာအကျဉ်းချင်းခါအာဏာသိမ်းခြင်းဒီနောက်ဆုံးဖြစ်ပါစေဆိုပြီးတော့သူတို့တွေဒီတိုက်ပွဲဝင်မယ်လို့ပြည်သူနဲ့တူဂရုပေးခဲ့တယ်ကျမတို့လည်းဒီနေရာစစ်ဆိုရသည်နောက်ဆုံးဖြစ်ပါစေအာဏာသိမ်းမှုဒီနောက်ဆုံးဖြစ်ပါစေကျမတို့လည်းမျိုးဆက်သစ်စစ်အာဏာရှင်စနစ်အောက်ကနေပြီးတော့လုံးဝလွတ်မြောက်ပါစေလို့ကျမတို့ဒီကနေပြီးတော့ဂရုပေးတယ်ဒီမိုကရေစီရရှိရေးဒီမိုကရေစီရရှိရေးစစ်အာဏာရှင်စနစ်စစ်အာဏာရှင်စနစ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဆုံးအနေနဲ့ဟစ်ကျွဲပြီးတော့ကျွန်တော်တို့ဒီအဖွဲကိုချင်းရုပ်သိမ်းပါမယ်တော့နောက်ဆုံးတစ်ခေါက်ပါမြန်မာရနေစစ်တပ်ဟာသူလောက်တတ်တာပြီးတစ်သက်ပုံနဲ့ညစ်ပတ်ဖို့ပဲတိုက်ပါတယ်တော့က88ကနေပြီးတော့ဒေါ်ခိုးလာခဲ့ခုယနေ့ပြန်ထိုင်ပေးပါခင်ဗျာဒီနေ့လူဆောင်တဲ့ကလေးဟာပြီးတော့မဲဖို့အားလိုက်မိုက်ဒီDK University အသေးသေးကနေပြီးတော့သူတွေဦးဆောင်တာပါကျောင်းတော်ကသူတို့ပတ်ပေါ်ရမယ်ကျွန်တော်တို့လက်တွေခိုင်ခိုင်မဲ့တွဲပြီးတော့ဆရာနာချင်းအပြည့်ပြုတ်တော်လာမို့ကျွန်တော်တို့တိုက်ပွဲဝင်သွားမယ်ရုပ်သိမ်းမှာနောက်ဆုံးနဲ့ရွှေပြီးတော့ရုပ်သိမ်းပါမယ်အဲ့တော့တို့မြန်မာတွေစီးလာJust
Democracy, Yashi, Siana Shemil Line, Siana Shemil Line, Losing promo change that might be losing promo time in March about the Kira Yaganaka. Sama Dodo, Toronto Dini campaign, he has in a people on mobile. Some people go out material. Taja, Toronto, Arlo, the Zudizide, he need to travel lower. Taja, Tila Mission, Community there, organizing community, contact big, dominant group page they town. I did my say was our shade, General Labiro, who won't go with Biba, the man I got General the Zuzi and Lujan. Hello, today Labiro, to the one that registered. Hello, 2 days to take you back. The Marty, yeah, my people, General. Now the call, look at it, you don't ask you about Rakamia. Lasuja Haro, 2 meter Yakabare, General, Samapia, Changa, a deep penny, a deep penny, my people, I don't care to have it. Tima Lasio de Mono, General Camera will Subichi Daboshi there. General Lame, oh, Camera will dominate General Chonyabame, Subi Dojayan, General Sydney Machine, General Mesway, Adelaide Machine, General Igore. The next solution, Queensland General, to change them out, Sarabia with Jemana Pipana, I'll let General Arlo be on Chongara. I don't, General Luzu Queme, Luzu Quege, General Jonia Nakuta Mavina, Jonia Nakuta, you are Lucy. But what do are General Pidu comedy go ye, no? Pidu comedy or Togaye, Pidu comedy or Togaye, Langaye, Chinamian Lumio ye, Langaye, Chinamian Lumio ye, Langaye, Chinamian Lumio ye, Yerobo, Yerobo, I don't change it. I don't Well, the post time now, you know, you have to be in another guy less than another guy, you know. You cannot do that. As a number of I don't know, you cannot see it. These are me, Maria. Narak nak dari ruang dan rat timi pun kan cinta lo kedu. Kanilom. Rat nak ruang kan cinta.
นี่ล้มนรัตนักกองรักันชิมตาအခုရဲ့တစ်ချက်လောက် interview လုပ်လို့ရမလား1 minuteပဲရပါတယ်အေးဒီနေ့ကျွန်တော်တို့ဒီမှာတပိတ်မဟုတ်ရချင်းရဲ့အကြောင်းရင်းကို1 minute လောက်ပြောပြီးတော့ကျွန်တော်တို့ဒီဟာလောက်ရချင်းရဲ့ဘယ်လောက်အောင်မြင်တယ်လဲဆိုတာတစ်ချက်လောက်သိချင်လို့ပါဒီအဓိကလောက်ရတဲ့ရည်ရွယ်ချက်ကတော့ဒီမှာနဲ့ဒီမှာဆရာနာတိုင်းမှုကိုအထူးစန့်ကျင်ရှုတ်ချပွဲဖြစ်ပါတယ်စီအိုစုရဲ့စစ်ဝါဒီသမားတွေဖြစ်တဲ့မဲအောင်လိုင်းနဲ့စစ်တပ်ကနေပြီးတော့မြန်မာပြည်သူလူထုကိုစစ်ဖက်နှက်အောက်ကိုပြပြဝစ်အောင်နော်စစ်ဖက်နှက်အောက်ပြပြဝစ်နေမယ်လို့ထင်ပြီးတော့စစ်ဖက်နှက်တွေနဲ့ချင်းချောက်ခဲ့တယ်ပြီးလို့ရှိရင်ဖက်နှက်ပြောင်းနဲ့ပြည့်ပြီးတော့လူထုကိုသူတို့လူကြီးလာတွေကိုဆုံးဖြတ်လို့ရှိရင်လူထုကလိုက်လို့မယ်လို့သူတို့ကထင်နေကြကျွန်တော်တို့ဒီနေ့လူထုကအခုဒီမှာလက်တွေ့ပြတာဆရာနာရှင်စနစ်ကိုအလိုမရှိဘူးဆရာနာရှင်စစ်ဖက်နှက်ရဲ့အောက်မှာနေလို့ဖို့အတွက်ကျွန်တော်တို့မှာဆန္ဒမရှိဘူးဒါကြောင့်ဆရာနာရှင်စနစ်ကိုရဲရဲဘူးစတဲ့ဆန္ဒတာဖြစ်တယ်ဒုတိယချက်ကတော့ကျွန်တော်တို့ပြည်နယ်မှာကျွန်တော်တို့ဒီမိုစီရေးရဘတ်ချတ်တိုင်းပါကတော်အတွက်ကိုပြည်သူလူထုကနေရွေးကောက်တင်ပြခံထားရတယ်2020ရဲ့တော့ရွေးကောက်ရွေးချက်တင်ပြခံထားရတဲ့ပြည်သူလူထုကိုယ်စားလှယ်တွေရှိတယ်အဲ့ဒီပြည်သူလူထုကိုယ်စားလှယ်တွေကိုသူတို့ရဲ့ပြည်သူလူထုရဲ့လုပ်ပိုင်ခွင့်တွေပြည်သူလူထုကိုအစိုးရဖွဲ့နိုင်နေတယ်လို့ပြောနေတယ်ဒီလိုစစ်အာဏာသိမ်းတာကစစ်အုပ်စုကနိုင်ငံတော်ပုံကံမှုကိုစတင်ပြီးတော့ကျူးလွန်ခဲ့တာဖြစ်တယ်ဒါကြောင့်စစ်အုပ်စုနဲ့အပေါင်းပါတွေကိုနိုင်ငံတော်ပုံကံမှုအရကျွန်တော်တို့နိုင်ငံတကာရောဒီမှာရှိနေတဲ့ဩစတြေးလျအစိုးရရောဖိအားပေးပြီးတော့ထိုက်တန်တဲ့ရေးမှုလုပ်ဖို့အတွက်ကျွန်တော်တို့ဆန္ဒပြရခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့တတိယချက်ကတော့ကျွန်တော်တို့မြန်မာပြည်ထဲမှာရှိနေတဲ့ကျွန်တော်တို့ရဲ့ညီကိုမောင်နှမတွေရှိတယ်ကျွန်တော်တို့ရဲဘက်တွေရှိတယ်ပြည်သူလူထုတွေရှိတယ်အကြမ်းမဖက်တဲ့နည်းနဲ့အလူနည်းနဲ့ဆန္ဒပြနေအဲ့ဒီဟာကိုကျွန်တော်တို့ထောက်ခံခြင်းရဲ့ဆန္ဒပြမှုတွေဖြစ်ပါတယ်။စတုဒ္ဒချက်ကတော့ကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေအားလုံးကျွန်တော်တို့ရဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ကျွန်တော်တို့ရဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုချင်းချက်မရှိပြုပေးဖို့အတွက်စစ်အုပ်စုကိုကျွန်တော်တို့တောင်းဆိုတဲ့ဆန္ဒပြမှုဖြစ်တယ်။ပြီးရင်ကျွန်တော်တို့အောင်မြင်မှုကတော့ဒီဘက်မှာရှိနေတဲ့ကျွန်တော်တို့ရဲ့တိုင်းသားပေါင်းစုံမြန်မာနိုင်ငံပေါ်မှာပို့ပြီးတော့sympathetic ဖြစ်မြန်မာနိုင်ငံပေါ်မှာကျွန်တော်တို့ကုညီခြင်းနဲ့ဆန္ဒရှိကြတဲ့လူတွေမြန်မာနိုင်ငံရဲ့အခက်အခဲကိုဝိုင်းဝန်းဖြေရှင်းပေးကြတဲ့လူတွေအားလုံးဒီမှာတကယ်တကယ်ဆုပြီးတော့သူတို့ရဲ့ဆန္ဒထုတ်ဖော်ပြတယ်ညီညွတ်မှုကိုရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့အတန်တွေကိုဒီမှာရှိနေတဲ့လွှတ်တော်အမတ်တွေဒီမှာရှိနေတဲ့အစိုးရတွေရှိကိုရောက်ပို့နိုင်တယ်ဒါတွေကကျွန်တော်တို့ရဲ့အောင်မြင်မှုတွေဖြစ်တယ်အချိန်နဲ့ပါပဲကျွန်တော်တို့လုပ်နေတာဟာကိုဒီတွင်းမှာရှိနေတဲ့ပြည်သူတွေကိုကျွန်တော်တို့လက်မိအသိပေးတယ်ထို့အတူပဲကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေဖြစ်ကြတဲ့တော့ပြည်နယ်ဝန်ကြီးချုပ်တော့လမ်းကျင်ထိုးနေတော့ပြီးလို့ရှိရင်မန္တလေးတိုင်းဝန်ကြီးချုပ်ရဲ့ဒေါက်တာဆောင်မြင့်မောင်ရဲ့ညီမဆိုလာပြီးတော့သူတို့ရင်ရဲ့ဆန္ဒတွေကိုတော့ဆရာမနောက်တစ်ခုပြောတဲ့ဟာကိုပြည်နယ်ဝန်ကြီးချုပ်ပေးပို့တဲ့မိတ်ဆက်ကိုစာကိုကျွန်တော်တို့ဖတ်ကြားတယ်ဒီမှာရှိတဲ့လူတွေကိုကျွန်တော်တို့ပြတာရက်ခံတယ်ဒါတွေကကျွန်တော်တို့ရဲ့စုစည်းမှုအောင်မြင်မှုကျေးဇူးဆရာမနှုတ်ဆက်စကားလေးပြောပေးလိုက်ပါလားဒီနေ့လာရချင်းရဲ့အကြောင်းအောင်မြင်သလားမအောင်မြင်ဘူးလားဘယ်နှခါရှိပြီလဲနောက်ထပ်တော့အစီအစဉ်ရှိသေးလားဆိုတော့ဟ
Okay, chơi chim bò đây. My registered name is Nazreen. Nice to meet you. I'm nice to meet Có à? Rồi ghế rồi. But I was going to check too, because I came in by train. But he told me that. Narat nak ruang rakan cimta. She's there, this lady. So, Na lung sima visit Melbourne an tua chang tua than ding a ma chun an tua mi hita na lung a ching ma. Kalom. Rốt chim mỏng tức hả? Rốt chim mỏng tức hả luôn. Nào vẫn mà. Atu bentukin rian ngan ngai atlay tiak anim hu e hikan nan tu na khabe da si chang Melbourne hi chun nan tu mi a hin jai da lo nan ong min ma nan tam ching ma hin hu ta tim tu nak nan ngai than ma tim mi rakan chim ta lo kan du atu kan tu mini hin koram chunga jai tel that hem nak chu pi lai te na zuma ram dangin kan tol chang mi heท่านเห็นหนักจุประคันหนักกันมากกันดูหนักกันนักแต่ผมอีกครับทามีสิโกรัมนาจนอินชิมเป็นหาเราไม่รับแต่ฟอสีแค่ผมโจกันนิดโจอันแรงบักชั่วบักเองรำดังกันมีสมากันรำกันนิดชิ้นแล้วกันรำกันรำจ้ากันนิดกันเพิ่งโบกับเด็กดีว่ากันราชากันมุ่งตั้งแต่ผมตัดเลยท่านเห็นหนักตั้งแต่ผมออสเตรเลียโจซาซิมีตรงนี้สปอร์ตอาร์ตแต่งงานมาหน้าอินสปอร์ตอาร์ตแต่งงานอินเตอร์เนชั่นแนลคอมมูนิตี้ต้องเห็นก็อาร์ตมันเนี่ยfakir apa kerja sudah naik tampi kene lom Pak, cik YouTube piro di wilayah Cina join le tercet lok piro lo ya malah. Di wilayah lah, kalau ni, sejak kan ni kita, di wilayah ini kita awal mulai ini masa ni, tengah je. Di wilayah apa ini? Sejak kan ni, mana kan? Dia tengah je. Macam mana ni? Mana kamu Okay, kayak you mai tin deh.
Australia တနိုင်ငံလုံးမှာကျွန်တော်တို့ကောက်ဆိုတယ် Australia တနိုင်ငံလုံးအနေနဲ့ကျွန်တော်တို့ဘာဆက်လုပ်လို့ဆိုတော့ရှင်းဆောင်ကျွန်တော်တို့ဆောင်ရွက်ကောင်းလို့ရှိတယ်။ကျွန်တော်ဒီနေ့ကိုယ်စတာပြည့်ပြည့်တယ်ဟုတ်ပြီကျွန်တော်တို့အခုဆိုလို့ရှိရင်ကျွန်တော်တို့ဆန္ဒပြချက်ရှေ့ရှင်ပြီးဆုံးသွားပါပြီကျွန်တော်တို့ကိုအင်ကိုပဲပြန်တော့မှာဖြစ်ပါတယ်ဒီကနေ့ပဲကျွန်တော်ဒီ live အစီအစဉ်ကိုဆုံးသက်တော့မယ်ကျေးဇူးအများကြီးတင်ပါတယ် ဒါရော Australia နိုင်ငံ Flinders Street train station ဖြစ်ပါတယ် Melbourne မြို့ဖြစ်ပါတယ် Flinders Street Station Melbourne Sir. Oh.
like